ငါတို့ရတော့မြင်းသမီးလာတယ်ပြောရုပ်ရှင်လာရိုက်တာလေ ဟဲ့ငါကောဘသူတော့ဘသူလာတော့ ဩအကယ်ဒမီကမြင်းသမီးလို့ပြောတယ် ဟဲ့ဒါဆိုဘိုက်တကွန်တော့ ဟာဘလို့လို့ရေးရလဲမြင်းသမီးပါဆိုနေမှာဘလို့လို့ပိုင်ကွန်ဖြစ်ရမှာတော့ အေးပါဟိုကလေအကယ်ဒမီကမြင်းသမီးဆိုတော့နင်ရတော့မဟုတ်တော့ဘူးတွားကြည့်ကြမယ်ငါတို့တွေဟဲ့ဘယ်မှာရိုက်ကွရိုက်နေရလဲ ရွာထိတ်မှာရိုက်ကွင်းတဲ့ထားတယ်တဲ့တွားကြည့်ပါလား တွားကြည့်မယ်တော့လာပြောလာနင်ငါလောက်ကိုလာလို့လား ဒီအခုပဲတွားကြည့်မှာ အော်တွားကြည့်မှာတော့ဘာကြည့်မှာလဲ ဟောရွာတော့မြင်းသမီးလာတယ်ရုပ်ရှင်လာရိုက်တယ်ပြောတယ်အဲ့ဒါတွားကြည့်မလို့ ဘယ်မင်းနေတော့ အဲ့ဒါတော့တခြားမသိဘူးအကယ်ဒမီကမြင်းသမီးလို့ပြောတယ် ဟုတ်လားငါတို့လည်းကြည့်ချင်တယ်တွားကြည့်အောင်လို့ဘာကိစ္စတော့ကြည့်ရမလဲစိတ်ကောဝင်စားမလဲတော့ဒီမှာကြည့်မြင်းသမီးဆိုတာငါတို့ကလေကန်ကောင်းလို့ကြည့်ရတာနော်ဘယ်သူမှငါတို့ရွာကအလကားရောက်မလာဘူးလာပါရဲ့တော်မယ်တော်မယ် စင်းထိုက်ပြီးလို့ရှိရင်အဝစားလဲတော့နော်မင်းမင်းနော်ဟုတ်ပြီ ဟဲ့တော်ပြီအဲ့လောက်ဆိုလဲနေနိုင်လဲပြန်နန်းကြတော့မှာပဲတော် စာရိုက်နေကြပြီ မင်းသမီးကဘယ်တရားဆုံးအေးလေဘယ်မှာတော့ ဟာဟိုမှာလေအဖြူရောင်ဝမ်းဆန်းနေတယောက်လေ ဟဲ့မင်းသမီးကလည်းမဲတူးနေရပဲသူ့ရွာသူတွေလောက်တော့မလာဘူးတော့ ဟောလာတိုင်းကမြင်းသမီးဖြစ်မယ်ဆိုရင်နင်တို့မြင်းသမီးဖြစ်တာကြပေါ့မြင်းသမီးဖြစ်ပေါ်အရေးချင်းရှိရသေးတယ် အရေးချင်းကအေးအောင်မဲ ကမင်းမင်းဘယ်လိုဖြစ်နေရလဲမှုမဝင်ဘူးလားလင်ငယ်နေရောက်စားလင်ချမ်းမိတော့ဝမ်းနေနေရမှာလေအခုကမင်းမဝမ်းချုပ်နေလို့ဖြစ်နေတယ် ဟာဒါရိုက်တာကြီးကလေဒီမှာလင်ငယ်နေလို့လေလင်ကြီးမိတဲ့ကာရိုက်တာဆိုတာမင်းသမီးတွေမထူးဆန်းပါဘူးဒီနေ့ကကြောက်လေအကာရိုက်တာရိုင်းနေဟို81ယောက်မြောက်လင်ငယ်ကိုတတိယနေလို့မှုမဝင်ဖြစ်နေတာ ဒါဆိုပြန်ရိုက်မယ်လို့ပြန်ရိုက်မယ် ဘုတ် ကဲပြန်စားမယ်မင်းမင်း 1 2 3 action မောင်ကိုလည်းချစ်တယ်ကိုရုပ်လည်းမခွဲနိုင်ဘူးဒါကြောင့်မို့လို့စင်တို့နှစ်ယောက်ကကျမကိုယူပြီးတော့လေညီကိုလိုတင်းမြတ်နေကြဖို့ကျမတိုက်တွန်းတာတောင်ရှင်တို့ကမနေနိုင်ဘူးဆိုတော့အယံဝမ်းနေရတယ်သိလား ရတယ်မင်းမင်းဆက်လုပ်ထားမယ်နော်ဆက်လုပ်ထားမယ် တကယ်ဝမ်းနေတယ်သိလားအယံဝမ်းနေ မင်းမင်းအရန်ကောင်းတယ်နော်မဖြုတ်လိုက်နဲ့နော်ဝမ်းနေတယ်သိလားနေပူလို့မှုမဝင်ရတဲ့ချားပဲစီကြရလာပြီးအီလာပောက်တယ်ပြီးတော့လေတလုံးနဲ့မသုံးလုံးဆက်တညနေနာလေထားနေရပဲ မင်းသမီးရလား ရတယ်ဒါလိုက်တာကြည့်ရတယ်ကို့ချစ်လို့လာကြည့်တဲ့ပိတ်တကလေတာပဲဟိုမင်းသမီးနားလဲပါတယ်ဒါပေမဲ့တခုပဲဟိုလေတဲ့အမတညတိလေးလျှော့စားနော် အဲ့ဆိုပြန်ရိုက်မယ် ဟောဒီလောကကြီးထဲမှာလေကျမခံစားစိတ်ကိုနားတယ်လဲလူတရားမှမရှိတော့ဘူးလား ကမင်းမင်းအရန်ကောင်းတယ်ဟုတ်ပြီချူတင်နားမယ်โอเค မြင်းသမီးနေတို့ရိုက်မယ်နော်မြင်းသမီးနော်ကျွန်တော်ငငယ်ကလေးအားပေးတာအရင်ကြိုက်တာ ဟုတ်ပါပြီကဲခဏနေကြရင်ဓာတ်ပုံပေးရိုက်မယ်လေနော်အခုလိုအားပေးတဲ့အတွက်လည်းလေအရန်ကျေးဇူးတင်တယ်သိလားထာဝရကျေးဇူးတင်နေမှာကိုယ့်ရဲ့ကျေးဇူးရှင်သမင်းရှင်ပရိသတ်တွေကိုလေဒါပေမဲ့အခုမိတ်ကပ်ကလေးနဲ့တွားလိုက်ဦးမယ်နော်ပြီးကြရရိုက်ပေးလိုက်မယ်နော်ဟုတ်ပါနဲ့ဟာ မြင်းသမီးအရင်တဘောကောင်းနော် ပူလိုက်တာပါအေးဂျားတဲ့ဒရိုက်တာတစ်မျိုးလာကြည့်တဲ့တူတွေကတစ်မျိုးနာဟောင်းနေပဲကဲတွားကားပါမလေးဟိုဆိုဖရာကထုတ်ထားတဲ့အင်ဂျင်တွေတွားယူကြတွားဟုတ်ကဲ့မမအေး ဒရိုက်တာကြီး ဘာကိစ္စရှိလို့လဲ ဩမြင်းသမီးနဲ့တွေ့ချင်လို့ခင်ဗျ မင်းသမီးလားမင်းညနေရဟိုចောင်းဆရာလူပြိုလေးဆိုလားဘာဆိုလဲမသိခေါ်တော့ဒီနေ့မဲ့ထိမပြန်လာဘူးပဲ ဟမ်ကျောင်းဆရာလူပြိုလေးရွရွအေးလေးပါနော်ဆရာလေးခေါ်တော့တော့ဖြစ်နိုင်ဘူးမြင်းသမီးလိုက်တော့မဟုတ်လား အဲ့ဒါကျွန်တော်လည်းမသိဘူးအခုတီးသူတို့စောင့်နေမပေါ်လာသေးလို့မှဆင်းရိုက်တာမပြီးသေးဘူးဖြစ်နေရဲ့ အော်ဒီလိုပဲနေမှာပါဟိုကမင်းသမီးကလည်းငါတို့ရွာရဲ့ပညာရေးတိုးတက်ဖို့အတွက်ဆရာနဲ့တော့ဆွေးနွေးတာပဲနေမှာပေါ့ မြင်းသမီးရဲ့အကြောင်းပညာကြီးကိုအားပေးတာဖြစ်နိုင်တယ်အဲ့ဆိုဆရာလေးအိမ်လိုက်သွားလိုက်မယ်နော် ဟုတ်ပြီ လာမြင်းသမီးဆရာလေးဆရာလေး ဘုတ်လောကျွန်တော်ကနေတခြားမပိတ်ထားဘူးလားငါတချင်ပဲအဲ့မှာမတွေ့ချင်ဘူးလို့ပြောထားတယ်နေဘယ်တော့နဲ့လဲ အပေါ်ခဏသွားနေလို့လေမင်း ပြောလိုက်ရင်တော့စိတ်တွေကြီးပဲဟိုမှာဟော်တဲ့ရောက်လာပြီ
ချုံဘာကိစ္စရှိလို့လဲ မင်းသမီးမင်းညကဆရာလေးတို့အိမ်မှာရောက်နေတာဆိုဘာလာလောက်တာတော့ အဲ့ဒါလားဟွာလေဥစ္စာ ကျမတို့ရွာပညာရေးတိုးတက်ဖို့အတွက် ဟုတ်တယ်ရွာပညာရေးတိုးတက်ဖို့အတွက်လေအဲ့ဒါဆရာလေးနဲ့အပြန်အလှန်လာဆွေးနွေးနေတာကောင်းတယ်ကိုကြိုက်လို့တညာလုံးကိုအေးရတယ်မဟုတ်ဘူးဟွာလေအပြန်အလှန်ဆွေးနွေးနေတဲ့ခါကျတော့တညာလုံးကိုမအေးရဘူးလို့အဲ့ဒါကိုပြောတာ မင်းသမီးကြည့်ရတာပင်ပန်းနေသလိုပဲနော် အော်ကောင်းဖို့အတွက်ပဲပြင်မခံနိုင်ရမှာပေါ့မဟုတ်ပါဘူးဟိုရက်ရွာကြီးအရန်ကောင်းစားဖို့အတွက်ကျတော့ပြင်မခံနိုင်ရမှာပေါ့လို့မင်းသမီးတယောက်တည်းဒါနဲ့ဘာကိစ္စလာကြလဲ အော်မင်းသမီးဟိုနေ့တပ်ပုံမှာရိုက်လိုက်ရတပ်ပုံရိုက်ချင်လို့မင်းသမီးနဲ့အဲကြောင့်လာ ဟုတ်တယ်ပြီးသွားရင်လေဒရိုက်တာကြီးကမင်းသမီးကိုဗီဒီယိုဇာတ်ကားရိုက်ဖို့အတွက်စောင့်နေပြီးမင်းသမီးကိုပအောင်ခေါ်ခဲ့ဆိုလို့အဲ့ပါတခါလာခေါ်တာ သိတယ်သူလည်းစနေဖြစ်နေပြီဆိုမင်းသမီးလည်းစနေဖြစ်နေပြီအနောက်ကနေလိုက်ခဲ့မယ်လို့ပြောလိုက်ဟုတ်ပြီလားပြန်နေကြတော့နော် ဟုတ်ပြီပြန်ရောက်လေ နင်းမဆရာလေးအိမ်ကိုရောက်လက်ဆက်နဲ့သူမလေးရဲ့ကျွရှင်လက်ခပေးထားခဲ့ခြင်းလို့ မပေးနဲ့ဘာလို့နောက်မှပေးဆရာလေးကမပြီးသေးဘူးတန်လန်းကြီး ဘာလို့တလိုင်းနဲ့ တန်လန်းကြီးဆိုတာလေလှုပ်တဲ့စတန်လန်းကြီးလို့ပြီးတဲ့ခါကျတော့လေဟိုဆရာလေးနဲ့မင်းသမီးနဲ့ကလေမပြီးသေးဘူးအင်းဆရာလေးကြံနေတယ် ဒီတော့ကြာကြီးဆွေးနေတာဘာဆွေးနေနေအောင် ဟောလေအလူပေးမလို့ အလူပေးမယ်လေညို ငါတို့ကြောက်တော့ပေးပါလားယင် တရွာလုံးမဟုတ်ဘူးဒီရောက်ပဲ အော်အထူး special ဒါပေးပါလေ ဟောလေငါဘာလူပေးမှလဲ သိဘူးလေ မသိဘူးအော်ဘာဘူးသူမင်းနေလို့မနဲ့ပြောတယ်လေဒီမှာရောက်လို့ရှိရင်ငါပေါ့ပေါ့ပါလေးနဲ့ဝယ်ရအောင်ဆိုပြီးတော့ငါ quality ကောင်းတာလေးတွေးလို့ငါဝယ်ခဲ့တဲ့ဟိုကလေ sofa တစ်စိတ်လေအဲ့ဒီအင်ဂျီလေးလူမလို့ပြောထားတာလေကဲနေမမေ့မလားမမေ့ရတော့တော်ယူတိုက်လိုက်တော့သူမမိတာ ရတယ်ဘာမှမဖြစ်ဘူး ကဲဒီမှာ quality အရန်ကောင်းလို့မင်းမီးကစိုက်လုံးလို့ဝယ်ခဲ့တဲ့ sofa တစ်စိတ်အင်ဂျီလေးတွေရော အမလေးဒီဆိုရက်တဲ့စိတ်ကလေကောင်းလို့ကျမရောက်မှတော့မလက်ကားယူမှပြန်ရောက်နေတာသိတာဗော မင်းသမီးဝတ်တာဆိုတော့စီးကြီးမဟုတ်နော် မလေးဘယ်ရတာဈေးကြရမလဲ quality ရတာကောင်းတာဒီမှာအဲ့အင်ဂျီတစ်စုံကိုလေချုပ်ခါတာလာလောက်နဲ့ပဲရတာနော်ပြီးရင်လေစိုက်ပြေးဂိုက်ပြေးချုပ်ထားတဲ့ခါကျတော့လူကြိုက်များတာပေါ့အဲ့တော့ဟောပြန်ယူပြီးတော့ရောင်းတဲ့သူတွေလည်းဝဝကွယ်မြတ်ကြတာလေဝဝကွယ်အောင်မြင်ကြတာပေါ့ ကောင်းလိုက်တာနော် အစလေးရောတအားလိုက် သူကလေဘုရုစီမှမရှိသေးတဲ့ဟောအစင်လေးတွေကိုကိုပိုင်ဒီဇိုင်းလေးတွေဆွဲပြီးတော့လေဆန်းဆန်းလေးနဲ့ရင်လေးချုပ်ပေးထားတာ ကျွန်တော်နဲ့တမျိုးပဲနော် လေတမျိုးမှာပေါ့ဒါအမျိုးတောင်းမှမဟုတ်တာဒါမိန်းကလေးဝတ်တဲ့ဟာလေဒါရှင်ဝတ်ဖို့မဟုတ်ဘူးရှင်အမတွေညီမတွေကြည့်လို့ရှင်ပေးအောင်လို့ကျမရှင်ပေးတာ ဒါနဲ့မင်းသမီးလိုတော့လေးထဲပဲမဟုတ်ဘဲနဲ့ကျမရွာမှာအထေတရားတော့လူချင်လို့အဲ့ဘယ်မှာဝယ်လို့ရမလဲ အထက်တရားမဟုတ်ပါဘူးရှင်လိုချင်တဲ့လောက်ကိုလေဟာရ sofa clothing ဆိုတဲ့ Facebook page မှာစိုက်တဲ့လောက်လက်ကတွားမှယူလို့ရတယ်သိလားကဲမင်းသမီးကလည်းလေပေးစရာရှိတာပေးပြီးရှင်တော့လည်းယူစရာရှိတာယူပြီးဆိုတော့လေပြန်လိုက်ကြတော့ဒရိုက်တာကြီးမင်းလို့ရှင်ပြောလိုက်မင်းသမီးကလေပြီးလို့ရှင်လိုက်လာမယ်လို့ဟုတ်ပြီလားဟုတ်ပြီ ဟဲ့ဘယ်လိုဘသူစောင့်နေတာလဲဩဦးလေးကလည်းလန့်လိုက်တာဟောမှာမင်းသမီးကိုစောင့်နေရလေငါလည်းမင်းသမီးကိုစောင့်နေတာအဲ့ဆိုနောက်မှာတန်းစီဟောမှာပြောဆိုနေလာပြီမင်းသမီးကမင်းသမီး ရှူတယ်မှာတပ်ပေါ်ရက်ခတ်လာမယ်နော်ဟဲ့လား ဘယ်လိုဖြစ်တော့ မင်းသမီးကဘယ်လိုဖြစ်သွားတော့ ဒီတော့ငါပြောရသေးအဲ့မင်းသမီးကဖနှောက်တန်ဆူရဲ့ရုပ်ပါလို့ငါမျက်စိနဲ့တတ်မိနေတာတော့ငါမယုံလို့ဖြစ်နေတာ မင်းသမီး ဒီနေ့ရပ်ပင်မနေလို့နောက်မှပဲရိုက်တော့နော်တပ်ပေါ်က အော်မဟုတ်ဘူးဓာတ်ပုံကမရိုက်တော့ဘူးမင်းသမီးနဲ့လေဓာတ်ပုံရိုက်ချင်တယ်ဆိုတော့မနူးမနဲ့လူပြိုကောင်လေးတယောက်ရောက်နေလို့ ဟမ်မင်းသမီးနဲ့တပ်ပေါ်ရိုက်ချင်တာ ဟုတ်တယ် မနူးမနဲ့လူပြူကောင်လေးဓမ္မလဲ ဒီမှာ နေလို့ပြောတော့မနူးမနဲ့ကလေးဆို ဟုတ်တယ်လေဆယ်ရီပြုတ်တော့ပြန်မနူးနိုင်တော့တဲ့မနူးမနဲ့လူပြိုကြီး အနေနဲ့ငါ့ကိုခြေထဲချပေါ့ဟေးငါတူလို့ဆိုတော့ဘာမှလည်းမဆွေးနိုင်ဘာမှလည်းမကြိုက်နိုင်ငါတွားမယ် မရဘူးဦးလေးကြိုက်တယ်မလားကြိုက်တယ်ရိုက်မယ်မလားရိုက်မယ်အဲ့ဆိုရင်လောက်ချ ကဲကြပါမလုံးနဲ့နော်အဲ့ဒါင်းနဲ့ဆိုမနေ့ပြန်မနေ့ကောက်စေးငါတို့လာခေါ်ကြပါမလိုက်ဘူးနော်မလိုက်ဘူးကဲပါ